ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့အခုချိန်ကစပြီးတော့ဒီ project completion report ကိုပေါ့နော်ကျွန်တော်တို့ဒီအစည်းအဝေးလေးစပါမယ်အဲ့တော့အစည်းအဝေးလေးစဖို့အတွက်ပထမဦးဆုံးကျွန်တော်ဒီကျွန်တော်တို့ရဲ့နော်အထက်ရရှိဖြစ်တဲ့ဆရာမနော်ဖြူ program officer ကိုဖိတ်ခေါ်ပြီးတော့ဒီအဖွဲ့ဒီအစည်းအဝေးလေးအတွက်စပြီးတော့ပြောကြားပေးဖို့အတွက်ဖိတ်ခေါ်ပါတယ်ဟုတ်အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ပြီးဆုံးခဲ့တဲ့ဒီ watch စီမံကိန်းအတွက်ပေါ့နော်ပြန်လည်သုံးသပ်ဖို့အခြေပေးပြီးတော့လာရောက်ပြီလို့ဆရာမတို့ကျေးဇူးတင်ပါတယ်ဒီနေ့မှာတော့ကျမတို့ရဲ့တိုးတက်မှုတွေအောင်မြင်မှုတွေစိန်ခေါ်မှုတွေနဲ့ပေါ့နော်ဒါတွေကကျမတို့ရဲ့ရွာမှာနောက်ထပ်အစီအစဉ်တွေအတွက်ဘယ်လိုအဓိပ္ပာယ်တက်ရောက်မလဲဆိုတဲ့ဟာကိုဆွေးနွေးကြမယ်အခုလောလောဆယ်ဆရာဦးစောကနေပြောမှာစီမံကိန်းအကြောင်းကိုအချင်းချုပ်လေးစပြလို့ရမလားရှင်ဟုတ်ကဲ့ဆရာမကျေးဇူးပါကျွန်တော်တို့ဒီစီမံချက်ကတော့ဒီအားလုံးသိကြတဲ့အတိုင်းပေါ့နော်ဒီမက်လာ28ရက်နေ့ခုလိုရန်ပြင်းများတဲ့ 7.7 ပေါ့နော်ဒီလိုမျိုးရှိတယ်ငလင်လုတ်ပြီးတဲ့နောက်မှာဒီအမရပူရာမျိုးနယ်တွေကအစိုးဆုံးပေါ့နော်ဒီထိခိုက်ခဲ့တဲ့ကျေးရွာ10ရွာမှာကျွန်တော်တို့ကဒီစီမံကိန်းလေးကိုစတင်ခဲ့ပါတယ်အဓိကတော့ကျွန်တော်တို့ရဲ့ဒီရွယ်ချက်ကတော့နော်ကျေးရွာတွေကိုပြန်လဲတိစောက်ပြီးတော့တကယ်ကို resilient ကြံ့ခိုင်တဲ့နော်ဒီရင်းမြစ်စနစ်တွေကနေတစ်ဆင့်လူလူရဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့လူနေမှုဘဝအဆင့်တန်းဂုဏ်သိက္ခာတွေကိုပြန်လဲပြီးတော့ပြင့်တင်ပေးဖို့ပါဒီစီမံကိန်းမှာတော့ကျွန်တော်တို့တွေဒါလူပေါင်း9000လောက်ကိုပြစ်မှတ်ထားပြီးတော့ဆောင်ရွက်ခဲ့ပေမဲ့အခုဆိုရင်တော့စီမံချက်ပြီးဆုံးတဲ့အချိန်မှာတော့9143ကိုကျွန်တော်တို့နော်ညွန်မှန်းထားတာထပ်ပို့ပြီးတော့လုံနိုင်ခဲ့တာကိုတွေ့ရှိရပါတယ်ဒီစီမံကိန်းထဲမှာအမျိုးသမီးအားဖြစ်ပေါ့နော်ဒီ2850ဦးပါဝင်ပြီးတော့အမျိုးသားတော့2060ကျွန်တော်တို့ဒါရရှိတယ်ရောက်ရှိခဲ့တယ်နောက်ပြီးတော့ဒီထဲမှာပဲကလေးကတော့980ဦးလောက်ကျွန်တော်တို့စရင်းထဲမှာတွေ့ရတယ်ပြီးတော့ဒီထဲမှာပဲ person with disability မတန်ဆွမ်းကတော့ဒီ56ဦးပါဝင်နေပေါ့နော်ဒီစီမံချက်ရဲ့ကာလကတော့အားလုံးသိပြီးသားဖြစ်တဲ့အတိုင်းပဲဒီ2025ခုနှစ်မေလ1ရက်ကနေဒီဒီဇင်ဘာ31ရက်နေ့အထိကျွန်တော်တို့ဆောင်ရွက်ခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဟာလေးကိုပြန်ပြီးတော့ reflection လုပ်တဲ့အခါကျတော့အဓိကရလဒ်တွေကတော့ဘာတွေလုပ်ခဲ့တယ်လဲဆိုရင်တောက်သုံးရေတက်ရရှိရေးကိုကျွန်တော်တို့ပြန်လဲဖန်တီးပေးခဲ့တယ်ပြီးတော့ဒီအရေးပေါ်အိမ်သာစတဲ့တန်ရှင်းစနစ်တွေကိုကျွန်တော်တို့အမြန်ဆုံးစူးစမ်းပြီးပံ့ပိုးပေးခဲ့တယ်ပြီးတော့လည်းလူတွေရဲ့တကူရေးတန်ရှင်းစနစ်တွေအလေးချိန်ကောင်းတွေတိုးတက်လာဖို့အတွက်လည်းကျွန်တော်တို့အကောင်းဆုံးစူးစမ်းခဲ့တယ်ပေါ့နော်ပြီးတော့ဒါတွေကိုဆက်လက်ခိုင်မာနေဖို့အတွက်ကျေးရွာအဆင့်ဒီလိုရေနဲ့ပတ်ဝန်းကျင်တန်ရှင်း wash ပေါ့နော်ဒီလို governance ပေါ့နော် wash governance အုပ်ချုပ်မှုစနစ်တွေပိုအားကောင်းအောင်လည်းကျွန်တော်တို့စနစ်ချတဲ့ committee တွေဖွဲ့စည်းခဲ့တယ်ပေါ့နော်ဒီလိုလုပ်ငန်းလေးတွေကတော့ကျွန်တော်တို့အဓိကဆောင်ရွက်ခဲ့တာပါဆရာမဟယ်လိုဟုတ်ကျမအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့တန်ရှင်းရေးဒီကိုရေးတန်ရှင်းရေးအလေးချင်းနဲ့ပတ်သက်ပြီးတော့ပြောရမှာပါเนาะပြောင်းလဲမှုတွေကိုတော့မြင်ရပါတယ်ကျမတို့အစတုန်းကသင်ခန်းစာ20စီစဉ်ခဲ့ပါတယ်ဒီသင်ခန်းစာ20လုံးလည်းပြီးမြောက်အောင်နိုင်ခဲ့ပါတယ်တချင်းတွေဓာတ်ပုံတွေဇလန်းတွေနဲ့ပါဝင်ဆင်နွှဲတဲ့နည်းလမ်းတွေကိုအသုံးပြုပြီးတော့လှုပ်ဆောင်ခဲ့ပါတယ်နောက်ဆုံးစစ်ဆေးမှုအခြေအနေအရအိမ်တော်စု85ရာခိုင်86ရာခိုင်နှုန်းကတော့တကယ်အရေးကြီးတဲ့အခြေအနေပုံမှန်လက်ဆေးတာတွေကိုပြသနိုင်ခဲ့ပါတယ်အခြေခံဒါကတော့အခြေခံဆင့်35ရာခိုင်နှုန်းကနေတိုးတက်လာတာပါရွာတွေကနေဝေစေတနာဝန်ထမ်းတွေလည်းပါဝင်ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်ဟုတ်ကဲ့ကျွန်တော်ထောက်ဖို့ထောက်ပံ့ပို့ဆောင်ရေးဘက်ကနေပြောရမယ်ဆိုရင်တော့ကျွန်တော်တို့တန့်ရှင်းရေးပစ္စည်းအစုံပေါင်း3500ကိုဖြန့်ဝေပြီးပို့ပေါ့နော်ရီမန်းခဲ့ပေမဲ့ကျွန်တော်3650တိပြီးဖြန့်ဝေနိုင်ခဲ့တယ်ပေါ့နော်ညောင်ကုန်းနဲ့စီးတိုးရွာတွေမှာမမျှော်လင့်ပဲနဲ့ပစ္စည်းလိုအပ်ချက်မြင့်မားလာခဲ့ပါတယ်အိမ်သာတိဆောက်ရေးမှာအချိန်နှောင့်နှေးမှုကြောင့်ဖက်ဆန်စုမိတာတွေရှိခဲ့လို့အဲ့ဒီရမုံငွေတွေကိုပြန်လည်ခွဲဝေပြီးတော့သုံးနိုင်ခဲ့ပါတယ်။ဇွန်လမှာတော့ပစ္စည်းပေးသွင်းသူစီကနေပြီးတော့မှခဏတာပြက်လက်မှုကြုံခဲ့ရပါတယ်။ဒါပေမဲ့ဒီတွင်းမှာပဲပြန်ဝယ်ပြီးတော့မှအစစ်စစ်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။အောင်စာစီစေးနဲ့လောင်စာစီစေးနှုန်းမြင့်တက်မှုကြောင့်ပေါ့နော်ကျွန်တော်တို့တေပို့ဆောင်ရေးစရိတ်အနည်းငယ်တက်တာကြုံခဲ့ရပါတယ်။ဒါပေမဲ့စုစုပေါင်းဖြန့်ဝေမှုကတော့အချိန်မီဆောင်ရွက်နိုင်ခဲ့တာရှိပါတယ်။ဟုတ်ကဲ့နှစ်ယောက်စလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဆရာကိုစောကပဲအခြေခံအဆောက်အုံတိုးတက်မှုအခြေအနေလေးပြောပြပေးလို့ရမလားအဓိကဒီ wash infrastructure တွေပေါ့နော်ဒီအခြေခံ
ဆောင်းလေးအတွက်ဆိုရင်တော့ကျွန်တော်တို့ဒီကျေးရွာ10ခုမှာတကယ်ကိုရေတက်စနစ်10ခုလောက်ကိုကျွန်တော်တို့ပြန်လဲပြုပြင်နိုင်ခဲ့တယ်အကုန်လုံးကလည်းအခုဆို functioning ပေါ့နော်အလုပ်လုပ်ပါတယ်အသုံးတည့်နေပါတယ်တော့ကျွန်တော်တို့ target ထားတဲ့အိမ်အောင်စု64ရာခိုင်နှုန်းကျော်လောက်ကပေါ့နော်အဲ့ဒီအတွက်ဒီတောက်သုံးရေတက်ရရှိမှုကိုပြန်လဲဖန်တီးပေးနိုင်ခဲ့တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ MMB ရဲ့เนาะဒီ survey တွေရပေါ့အိမ်သားတွေကတော့ကျွန်တော်တို့200လောက်ကိုကျွန်တော်တို့ target ထားခဲ့တယ်เนาะဒါပေမဲ့လည်းတချို့ရွာတွေကဝေးလံနေအဲ့လိုရွာကတော့2ရွာရှိတယ်ပေါ့နော်အရန်ဝေးတဲ့ရွာ2ရွာအဲ့ဒီနေရာမှာလည်းရေဆက်လက်ကြီးနေတဲ့ကိစ္စတွေနောက်ပြီးတော့မြေမတည်ငြိမ်မှုပေါ့နော်ဒါကြောင့်ကျွန်တော်တို့100စုစုပေါင်းတော့190ပဲစောင့်နိုင်ခဲ့တာပေါ့နော်တော့အားလုံးကိုတော့ကျွန်တော်တို့ fee visit ဆင်းကြည့်တဲ့အခါမှာတော့အိမ်သားအားလုံးကိုအိမ်တော်စုကသုံးနေကြတယ်အဓိကတော့ဒီ89ရာခိုင်နှုန်းလောက်တည်တည်ထထအသုံးပြုနေတာကိုတွေ့ရတယ်ပေါ့နော်အနေငယ်လိုအပ်ချက်ရှိတာတွေရှိတယ်အဓိကတော့ကျွန်တော်တို့ရဲရွာဒီ community toilet ဒီ public toilet တွေကိုအဲ့လိုနေရာတွေမှာကျွန်တော်တို့ပံ့ပိုးပြီးတော့ဖြည့်ရှင်းခဲ့တယ်ပေါ့နော်ဒီကိစ္စကလည်းကျွန်တော်တို့သဘောထားတဲ့ပဲမဟုတ်ဘူးပေါ့နော်ရဲရွာလူတို့နဲ့အစဆုံးကျွန်တော်တို့သေချာတိုင်ပင်ပြီးတော့မှပဲအများသဘောတူလုပ်ခဲ့တဲ့ကဏ္ဍတစ်ရပ်ဖြစ်ပါတယ်ဟုတ်ကဲ့ကျမတို့ရွာပေါ့နော်ဒီငလင်းတောင်ခန်းစားခဲ့ရတဲ့ရွာတွေကတွေ့ရွာပေါ့နော်ဒီငလင်းတန်းခန်းစားခဲ့ရတဲ့ကြောင့်မလို့အရင်တော့ဆိုလို့ရှိရင်ကျမတို့ရွာမှာပေါ့နော်အမျိုးသမီးတွေကဒီအိမ်သားတွေပါတွေသွားလာတဲ့အခါမှာလုံခြုံမှုမရှိခဲ့ဘူးပေါ့နော်ကျမတို့ရဲ့ရွာတွေကအမျိုးသမီးတဦးဖြစ်တဲ့ဒေါခင်မှာဆိုလို့ရှိရင်သူကဒီအရင်တော့ဆိုလို့ရှိရင်ဒီ toilet သွားဖို့ဆိုလို့ရှိရင်သူကလေထဲကိုသွားနေရတာပေါ့နော်သူတို့မလုံခြုံမှုခန်းစားရတယ်ဂုဏ်သိက္ခာပိုင်းဆိုလို့ရှိရင်လည်းအရှက်တရားကြောက်တရားတွေအဲ့လိုမျိုးတွေမှာမလုံခြုံမှုနဲ့ခံစားချက်တွေစိတ်ခံစားချက်တွေဖြစ်တယ်ပေါ့နော်အခုဆိုလို့ရှိရင်ကကြတော့အိမ်သားတွေလည်းရှိလာပြီပေါ့နော်ပြီးလို့ရှိရင်တောက်ရည်အနေနဲ့ဆိုလို့ရှိရင်လည်းတန့်ရှင်းတဲ့ရေကိုပေါ့နော်ကျွန်တော်တို့ဒီအနီးနားမှာတွေရနေပြီပေါ့နော်နောက်ပြီးတော့လည်းကျွန်တော်တို့အခုဒီ Wash Committee လေးဖွဲ့ထားတယ်ပေါ့နော်ဒီအဖွဲ့ကနေတစင်ကျွန်တော်တို့ကလာစဉ်ပေါ့နော်ဒီတန့်ရှင်းဆွေးနွေးပွဲတွေဒီတန့်ရှင်းရေးနဲ့ဆိုင်တဲ့ပေါ့နော်ဆွေးနွေးပွဲတွေကိုလာစဉ်ပြုလုပ်တယ်ပေါ့နော်ဒီလိုမျိုးပေါ့နော်အဆောက်အဦတွေဆောက်လုပ်ပေးတာကလေအခြေခံအဆောက်အဦဆောက်ပေးရုံနဲ့မကဘူးပေါ့နော်ဒီကျွန်တော်တို့ရဲ့လူနေမှုပေါ့နော်နေထိုင်မှုပုံစံတွေကိုပါပြောင်းလဲပေးတယ်ပေါ့နော်ဟုတ်ကဲ့ပါဗန္ဒာရေးဘက်ကနေပြောရမယ်ဆိုရင်တော့စီမံကိန်းရဲ့စုစုပေါင်းဘတ်ဂျက်ကဒေါ်လာ3သိန်းဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့$9,850သုံးစွဲခဲ့ပြီးတော့မှဒေါ်လာ150လောက်ရော့သုံးနိုင်ခဲ့ပါတယ်ဒီနေရာမှာကျွန်တော်တို့ရေရင်းမြစ်အတွက်ပြန်လည်ပြုပြင်ခြင်းအတွက်က$3,960တန်ရှင်းရေးအတွက်ကတော့$2,850တန်ရှင်းရေးပစ္စည်းအစုံနဲ့မြင့်တင်ရေးအတွက်က$2,1,800ပေါ့နော်ဒီမှာတော့ကျွန်တော်တို့ပစ္စည်းအစုံပို့ပေးခဲ့တဲ့အတွက်နည်းနည်းပို့သုံးခဲ့ပါတယ်နော်ဆိုတော့နောက်တစ်ခုကတော့ကျွန်တော်တို့စောင့်ကြည့်ကက်ဖြတ်ခြင်းနဲ့စီမံခန့်ခွဲမှုအတွက်ကတော့$9,950ဖြစ်ပါတယ်နော်တင်နန်းပို့ဆောင်စရိတ်ကိုလည်းကျွန်တော်တို့နည်းနည်း short သုံးနိုင်ခဲ့ပါတယ်ဘာလို့လဲဆိုတော့တင်နန်းအချို့ကျွန်တော်တို့ကပေါင်းလိုက်တဲ့အတွက် short သုံးနိုင်ခဲ့တာဖြစ်ပါတယ်စီးရင်စင်းနဲ့ပတ်သက်ပြီးတော့လည်းဘာမှပြဿနာမရှိတော့ဘူးလို့ယူဆပါတယ်ဆာရဲစာတန်းအားလုံးစနစ်တကျနဲ့တည်တည်တက်မှတ်တမ်းတင်ထားပါတယ်ခင်ဗျဟုတ်ကြားရတဲ့အတွက်ဝန်တာပါတယ်ပေါ့နော်စိတ်အေးရတယ်ပေါ့နော်ရလက်တွေကလည်းအမြင်မြန်ဆန်ဆန်နဲ့ပေါ့နော်ပြန်ပြီးတော့ကျမတို့သုံးသပ်ရအောင်ပေါ့နော်ကျမတို့ target ထားတဲ့အိမ်တော်စုရဲ့64ရာခိုင်နှုန်းကတော့ရေရရှိမှုကိုပြန်လည်ပြီးရရှိတယ်ပေါ့နော်ဖန်တီးနိုင်တယ်လို့ယူဆရတယ်အိမ်သာဆိုလို့ရှိရင်လည်း190လုံး190အိမ်သာပေါ့နော်စောက်ပြီးတော့အသုံးပြုနေတယ်လို့ကျွန်မသိရတယ်ပေါ့နော်88ရာခိုင်နှုန်းကတော့89ရာခိုင်နှုန်းကတော့ကောင်းမွန်ထိမ့်သိမ့်နိုင်တယ်ပေါ့နော်အရှိပစ္စည်းစုံ$3,650ကိုလည်းဖြန့်ငွေပေးနိုင်တယ်ပေါ့နော်ဒါကကျမတို့ရထားတဲ့စီမံကိန်းရဲ့ target ထက်ကျော်လွန်နေတာကိုတွေ့ရတယ်တန်ရှင်းသင်ခန်းစာတွေဖြစ်တယ်သင်ခန်းစာတွေကိုတော့20ချိန်ပြီးနိုင်တယ်ပေါ့နော်အဲ့ဒီမှာလူဦးရေ86ရာခိုင်နှုန်းက behavioral changes တွေဖြစ်လာတာကိုတွေ့ရတယ်ပေါ့နော်Wash Committee 10ခုကိုလေ့ကျင့်ပေးခဲ့ပြီးတော့မှတက်ကြွလှုပ်ဆောင်နေတာကိုတွေ့ရတယ်52ရာခိုင်နှုန်းကတော့အမျိုးသမီးအဖွဲ့ဝင်တွေဖြစ်တာကိုသတိထားမိတယ်ပေါ့နော်။ Okay အဲ့ဒါဆိုရင်ကျမတို့စိန်ခေါ်မှုတွေကိုဆက်ပြီးတော့ဆွေးနွေးရအောင်နော်။ဟုတ်ပြီဆရာမကျေးဇူးပါ။ကျွန်တော်တို့ဒီစီမံချက်ကိုလှုပ်ဆောင်ရင်းနဲ့တွေးခဲ့ရတဲ့အကြီးဆုံးစိန်ခေါ်မှုတွေတွေ့ရတယ်ပေါ့နော်။အဲ့ထဲမှာအဓိက3ချက်ကိုကျွန်တော်တင်ပြလိုပါတယ်။ပထမအဆုံးတစ်ချက်ကတော့ရွာနေရွာမှာရေချီးတာကြောင့်ကျွန်တော်တို့အိမ်သာဆောက်လုပ်တဲ့လုပ်ငန်းတွေတော်တော်နှောင့်နှေးခဲ့ပါတယ်။အဲ့လိုမျိုးအိမ်သာဆောက်လုပ်တဲ့လုပ်ငန်းတွေနှောင့်နှေးတဲ့အချိန်မှာကျွန်တော်တို့အလွယ်ပေါ့နော်ဒီရွှေ့ပြောင်းနိုင်တဲ့ဒီ mobile toilet တွေကို
နော်မြန်ကျွန်တော်တို့အစားထိုးရွှေ့ပြောင်းပြီးတော့ဦးစားပေးပြီးလှုပ်ဆောင်ခဲ့တဲ့အတွက်ကျွန်တော်တို့အစဉ်ပြေနဲ့တော့ကျွန်တော်ကြော်ဖြတ်နိုင်ခဲ့တယ်ပေါ့နော်နောက်ထပ်ဒုတိယကျွန်တော်တို့တွေ့ရတဲ့စိန်ခေါ်မှုကတော့အသက်ကြီးပိုင်းတချို့တွေစီမှာဒီအိမ်သာသုံးဆွဲဖို့အတွက်သူတို့ယဉ်ကျေးမှုရလက်ခံဖို့တွန်းဆုံနေတာတွေရှိခဲ့တယ်ပေါ့နော်သူတို့ဒီအလွယ်တကူသူတို့ behavior changes မဖြစ်ဘူးပေါ့နော်သူတို့အသက်အရွယ်ရအလေးချင်းအပြောင်းလဲတစ်ခုကိုပြောင်းလဲဖို့ဆိုတာသူတို့အတွက်မှာအတော်လေးသူတို့စူးစမ်းခဲ့ရပါတယ်ဆိုတော့အဲ့လိုအခြေအနေမျိုးတွေကြုံရတဲ့အခါကျတော့ကျွန်တော်တို့သူတို့တွေဆိုရင်တော့အဲ့ဒီအိမ်တွေကိုကျွန်တော်တို့ဖော်ထုတ်ပြီးတော့အဲ့ဒီအိမ်တွေကိုတအိမ်တက်ဆင်းကျွန်တော်တို့ကဒီတန်ရှင်းနဲ့ပတ်သက်တဲ့ပညာပေးမှုတွေကိုပို့ပြီးတော့တိုးမြင့်ပြီးလှုပ်ဆောင်နေအဲ့လိုလှုပ်တဲ့နေရာမှာလဲကောင်းမွန်တဲ့လေ့ကျင့်လေးတွေကတော့ကျွန်တော်တို့သူတို့တွေကိုဒီရုပ်ပုံကားချက်တွေနဲ့เนาะဒီလိုမျိုးအသုံးပြုပြီးတော့ပြောပြတဲ့အခါကျတော့သူတို့ပုံမှတ်မိတယ်ပေါ့နော်ဒီလိုလုပ်ငန်းတွေလုပ်တဲ့နေရာမှာလေကျွန်တော်တို့တက်ဆိုင်တဲ့ဘာသာရေးကောင်းဆောင် church ကျောင်းတို့ဘုန်းကြီးကျောင်းကဆရာတော်တွေကိုအကူအညီတောင်းပြီးတော့ဒီဆရာတော်တွေကိုလည်းသူတို့ရဲ့เนาะဒီဘာသာရေးအစည်းအဝေးတွေမှာဒီလိုလုပ်ငန်းလေးတွေမှာเนาะပြောင်းလဲဖို့အတွက်ကိုတိုက်တွန်းဖို့ကျွန်တော်တို့ဒီ advocacy လုပ်ခဲ့တယ်ဒါကြောင့်လေဒီတက်ကြီးပိုင်းတွေကခုနလိုကျွန်တော်တို့ဒိုးလိုက်ပြီးတော့ပြီးခဲ့တဲ့လုပ်ငန်းတွေပြီးတော့ရုပ်ပုံပစ္စည်းတွေကနေတစ်ဆင့်ကျွန်တော်တို့เนาะစီယုံတာတွေပြီးတော့ဘာသာရေးကောင်းဆောင်တွေကနေတစ်ဆင့်သူတို့ကိုတိုက်တွန်းနားချတဲ့အတွက်တော်တော်များများကအခုဆိုရင်တော့သုံးဆွဲလာကြတာကိုတွေ့ရပါတယ်နောက်ဆုံးတတိယပေါ့เนาะအကြီးဆုံးစိန်ခေါ်မှုကတော့ကျွန်တော်တို့ဒီတက်ရှင်းပစ္စည်း hygiene kit တွေတော်ပြက်လက်သွားတာပေါ့เนาะကျွန်တော်တို့ဒါလေဒီလိုမျိုးပြဿနာတွေခက်ခဲတွေဖြစ်တော့အဖွဲ့အစည်းတွေအများကြီးကလည်းဒီလိုเนาะဒီ stock တွေကို market ထဲမှာအများကြီးဝယ်ယူကြတော့ကျွန်တော်တို့ project တွေလည်း stock ပြက်လက်မှုဈေးကွက်ထဲမှာဖြစ်ခဲ့တယ်ပေါ့ဒါပေမဲ့လည်းကျွန်တော်တို့ဒါ procurement team နဲ့ကျွန်တော်တို့အများကြီးညှိနှိုင်းထားပြီး procurement team ကလည်းတခြားပေါ့နော်အရင် supplier တွေသူတို့မှာချုပ်တင်ချိတ်ဆက်ထားတဲ့အတွက်ကျွန်တော်တို့ရဲ့အဓိက supplier ကပျက်စီးပြတ်တောက်သွားတဲ့ချိန်မှာတခြားကျွန်တော်တို့ local supplier တွေစီကနေတစ်ဆင့်အမြန်ဝယ်ပြီးတော့เนาะကျွန်တော်တို့ဒီစီမံချက်ရေးဆွဲတဲ့ပြန်ပြီးတော့ design ပြန်လုပ်ခဲ့တော့ဖြည့်ရှင်းနိုင်ခဲ့တယ်ဒါပေမဲ့contract file လေးတွေတော့အနေချင်းကျွန်တော်ညှိနှိုင်းရတယ်ဆိုပေမဲ့အောင်မြင်ဖြည့်ရှင်းနိုင်ခဲ့တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့တွေ့ကြရတဲ့အဓိကစိန်ခေါ်မှုတွေကျန်တဲ့စိန်ခေါ်မှုတွေလည်းတွေ့ရဆိုပေမဲ့ကျန်တဲ့စိန်ခေါ်မှုတွေကတော့ဒါကျွန်တော်တို့ပေါ့ပါဖြည့်ရှင်းလို့ရတာဖြစ်တဲ့အတွက်ဒီသုံးခုပဲကျွန်တော်အဓိကတင်ပြလိုပါတယ်ဒါဆိုရင်တော့ကျွန်တော်ဆရာမဒေါ်နင်းသနာကိုလည်းဆက်လက်ပြီးတော့ဖိတ်ခေါ်ပါတယ်เนาะကျန်တဲ့အကြောင်းအရာလေးတွေဆက်လက်ဆွေးနွေးပြပါဦးဟုတ်ကဲ့ကျွန်မဘက်ကနေပြောရမယ်ဆိုရင်တော့အလုပ်ဖြစ်ခဲ့တဲ့အရာကတော့ရက်ရွာဥဆောင်ပြီးလှုပ်ဆောင်ခဲ့တဲ့မြင့်တင်လုပ်ငန်းတွေပါပဲဒေသခံစေတနာဝန်ထမ်းတွေကြောင့်လည်းတန်ရှင်းလုပ်ငန်းတွေကပို့ပြီးတော့လက်တွေ့ကျစိတ်ဝင်စားတာကိုတွေ့ရပါတယ်လူအများပုံမတက်ရောက်လာတာကိုတွေ့ရှိရပြီးတော့အဓိကအနေနဲ့တန်ရှင်းရေးပညာပေးမှုတွေမှာပါတဲ့ message တွေကိုပို့ပြီးတော့မှတ်မိနေတာကိုလည်းတွေ့ရှိရပါတယ်ရှင်ဟယ်လိုဟုတ်ပါတယ်ကျွန်တော်သဘောတူထောက်ခံပါတယ်ပေါ့နော်ဒီကျွန်တော်ထောက်ဖို့နော်ထောက်ပံ့ဖို့ဆောင်ရေးဘက်ကနေမျိုးကြည့်မယ်ဆိုရင်လည်းဒီကျုပ်တင်ရမုံငွေတွေထားရှိတာနဲ့ကျွန်တော်ဖြစ်လာနိုင်တဲ့ဒီပြောင်းလဲပြင်လွယ်ကိစ္စတွေပေါ့နော်ဒီစီမံကိန်းဆွဲတာတကယ်ကိုအထောက်အကူဖြစ်ပါတယ်စီနောက်ပြီးတော့ကျွန်တော်စစ်ပြီးသားဆွေးနွေးပြီးသားပြည်တွင်းရောင်းချသူတွေကိုသူတို့ ਨੇ အသုံးပြုပြီးတော့မှာပေါ့နော်ဝယ်ယူရေးတွေဆောင်ရွက်နေမယ်ဆိုရင်နောက်နေ့မှုတွေကိုဆောင်ရှားနိုင်မယ်လို့မြင်ခဲ့ပါတယ်ပေါ့နော်ဟယ်လိုနောက်ထပ်သင်ခန်းစာတစ်ခုအနေနဲ့ကျွန်တော်တို့ monitoring and evaluation ပေါ့လေစောင့်ကြည့်ကဲဖြတ်တဲ့လုပ်ငန်းစဉ်ကိုကျွန်တော်တို့ကလုပ်ငန်းဆောင်ရွက်မှုနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာပြုပြင်ပြောင်းလဲမှုတွေလုပ်တာကိုပုံမလွယ်ကူသွားတာကိုကျွန်တော်တွေ့ရပါတယ်ကျွန်တော်တို့ရဲ့ဒီကွင်းစင်အဖွဲ့တွေအနေနဲ့ကလည်းအချိန်နဲ့တပြေးညီ feedback တွေဒါမှမဟုတ် response တွေပေါ့နော်သူတို့ရဲ့တုံ့ပြန်ချက်တွေကိုအသုံးပြုပြီးတော့မှတန်ရှင်းရေးပစ္စည်းတွေပို့မဲ့အချိန်စရာတွေကိုလည်းညှိနှိုင်းနိုင်ခဲ့တာကိုတွေ့ရပါတယ်ဗျဟုတ်ကျေးဇူးပါဟုတ်ကဲ့ရရဘက်ကနေပြောမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီလို watch committee လေးဖွဲ့စည်းလိုက်တာကတကယ်ကိုပဲအလုပ်ဖြစ်တယ်ပေါ့နော်ဒီကျမတို့ရရကလူတွေအနေနဲ့လည်းကိုပေါ့နော် passive beneficiary လိုမျိုးမခံစားရဘူးပေါ့နော်ကိုရိုင်းဒီစီမံကိန်းမှာပါဝင်တထောင်တနေရာကနေပါဝင်ပြီးတော့လှုပ်ဆောင်ခွင့်ရတဲ့အတွက်ကြောင့်မလို့ပေါ့နော်အခုဆိုလို့ရှိရင်ဒီကျမတို့ဒီ watch committee ကနေပြီးတော့မှာပေါ့နော်ဒီရေအသုံးပြုမှုတွေနဲ့ဒီအိမ်သားတွေကိုပေါ့နော်ဘယ်လိုထိန်းသိမ်းနေဆိုတဲ့ဟာမျိုးတွေကိုအမြဲတမ်းစောင့်ကြည့်နေတယ်ပေါ့နော်ဒါကကျမတို့ရှေ့ဆက်လှုပ်ဆောင်သွားမယ့်လုပ်ငန်းစဉ်တွေထဲမှာလည်းပါပါတယ်ပေါ့နော်ဟုတ်
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ရေရှည်တည်တံ့မှုအတွက်ဆိုလို့ရှိရင်ကျမတို့က strategy ကိုပေါ့နော်အခုအတည်ပြုရအောင်ပေါ့နော်ဘယ်လို strategy တွေလုပ်မလဲဆိုတာစနစ်တွေအကုန်လုံးကိုပေါ့နော်ကျေးရွာကောင်းဆောင်တဲ့ဒီကျန်းမာရေးဌာနကိုလွှဲပြောင်းပြီးပြီးသွားပြီပေါ့နော်Watch Committee တွေကတက်ကြွလှုပ်ရှားနေတာကိုတွေ့ရတယ်2026ခုနှစ်ဒီ April နဲ့ဇူလိုင်လပေါ့နော်ဒီမှာနောက်ဆက်တွဲသွားရောက်စစ်ဆေးမှုတွေလုပ်နေပေါ့နော်နောက်တစ်ချက်ကကျတော့တန်ရှင်းရေးပစ္စည်းတွေပြန်လည်ဖြည့်တင်းရေးကိုအရက်ဖက်ဖွဲ့စည်းနဲ့ကုန်ကြစည်ခွဲဝေတဲ့ပုံစံနဲ့ကျမတို့ပေါင်းစပ်ညှိနှိုင်းနေတယ်လေ့ကျင့်ရေးပစ္စည်းနဲ့ထိန်းသိမ်းရေးလက်ဆွဲစာအုပ်တွေကိုကော်မတီရေးစီမှာထားတယ်ပေါ့နော်နောက်ဆုံးအနေနဲ့တော့စီမံကိန်းကိုထပ်ပြီးတော့ချဲ့ထွင်မှုနောက်ပြီးတော့ပုံကောင်းလာဖို့အတွက်အကြံပြုချက်တွေရှိလို့ရှိရင်ပြောပြပါအောင်ဒီကျွန်တော်တို့လှုပ်ဆောင်နေတဲ့ဒီစီမံချက်ရဲ့ project concept ဒီ model တွေကတော်တော်လေးလေးထိရောက်တာကိုတွေ့ရတယ်ပေါ့နော်ဒါကြောင့်ဒီလို project design မျိုးနဲ့ပေါ့နော်တခြားထိခိုက်ခံစားနေတဲ့ရဲရွာနေရာတွေမှာဒီပို့ပြီးတော့တိုးချဲ့ပြီးတော့ဒီလိုအလားတူ project တွေဆောင်ရွက်ဖို့အတွက်ကျွန်တော်အကြံပြုတယ်ပေါ့နော်ဒီနေရာမှာအထူးသဖြင့်ကျွန်တော်အဓိကပို့ပြီးဂရုစိုက်ရမှာတော့ဒီလိုတက်ကြီးရွယ်တွေအတွက်ပေါ့နော်သူတို့တွေနဲ့တင့်တော်တဲ့ project design မျိုးနော်အတန်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာပေါ့နော်ဒီလိုမျိုးတွေနဲ့ကျွန်တော်တို့ကိုယ့်ရဲ့ဒီသင်ကြားရေးနည်းလမ်းတွေလူတို့ကို public education လုပ်တဲ့နည်းလမ်းတွေကိုပေါင်းစပ်လိုက်မယ်ဆိုရင်အများကြီးထိရောက်မယ်လို့ကျွန်တော်ဒါအကြံပြုချင်ပါတယ်ဟုတ်ကျွန်တော်ပြီးတော့ဆရာမဒေါ်နင်းသနာကိုလည်းဖိတ်ခေါ်ပါတယ်ဆရာမလေးဒါ watch နဲ့ပတ်သက်ပြီးတော့သင်တန်းတွေပေးနေတာဆိုတော့ပို့ပြီးတော့ဝင်ပြပေးပါဦးဟုတ်ကဲ့ပါရှင်ကျွန်မဘက်ကနေပြောရရင်တော့အမျိုးသမီးတွေအတွက်ရာသီသွေးတန့်ရှင်းရေး menstruation height စဉ်ကဏ္ဍကိုလည်းပုံမအဖြစ်တင်တယ်လို့ထင်ပါတယ်သူတို့အသိပညာတွေပုံမတိုးတက်လာအောင်ပုံမအဖြစ်ပြီးတော့နောက်အလုပ်ဖြစ်မဲ့စီမံကိန်းတွေကိုပုံမစနစ်ကျလှုပ်ဆောင်တင်တယ်လို့ကြံပေးချင်ပါတယ်ရှင်ဟုတ်ကဲ့တွေ့ကြုံရပါတော့အထူးသဖြင့်အရေးပေါ်အခြေအနေတွေအတွက်ပေါ့ကျွန်တော်တို့ပစ္စည်းဝယ်ယူတဲ့ခါမှာပေါ့အမြန်ဝယ်ယူရေးတဘောတူညီချက်တွေကိုကြိုတင်ပြီးတော့ပြုလုပ်ထားဖို့စဉ်းစားတင်တယ်လို့မြင်ပါတယ်အဲ့ဒါမှပဲကျွန်တော်တို့ကိုဒီဟာနဲ့အထောက်အကူဖြစ်နိုင်မှာပေါ့နော်ဟုတ်ရဲရွာဘက်ကနေပြောမယ်ဆိုလို့ရှိရင်တော့ကျမတို့ဒီရဲရွာကော်မတီအဖွဲ့လေးကိုဆက်ပြီးတော့ယုံကြည်ပေးကြပါပေါ့နော်ဒီကျမတို့အဖွဲ့ကနေပြီးတော့မှဒီစီမံကိန်းမှာတိစောက်ခဲ့တဲ့အရာတွေကိုပေါ့နော်ဒီတည်တည်ချာချာကိုထိန်းသိမ်းထားပါမယ်ပေါ့နော်နောက်ဆက်လက်ပြီးတော့လည်းအသိပညာတွေပေါ့နော်လိုအပ်တဲ့အသိပညာတွေကိုလည်းမျှဝေပေးသွားပါမယ်ပေါ့နော်ဟုတ်ကျွန်တော်အနေနဲ့ကတော့ဒီနောက်ဆုံးဗန္ဒာရေးအစီအခံစာပေါ့လေဒါကိုတော့ကျွန်တော်နောက်ပတ်အကုန်မှာပူးတွဲပါစာရေးစာတမ်းနေတဲ့တူကျွန်တော်တင်သွင်းပေးပါမယ်။စီရင်စစ်အတွက်လည်းအားလုံးကအဆင်သင့်ဖြစ်နေတယ်လို့ပြောချင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့အကြံပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အကြံပေးတာတွေအကုန်လုံးကလည်းကောင်းတယ်ပေါ့နော်။ကျမတို့အဲ့ဆိုဒီစီမံကိန်းကဒီလှုပ်ဆောင်မှုတတ်ပဲမဟုတ်ဘူးနော်။ကျမတို့အတူတူမိဖက်ပူးပေါင်းပြီးတော့ဆောင်ရွက်မှုလည်းဖြစ်တယ်။စီမံကိန်းပြီးဆုံးမှုဒီအစီရင်ခံစာကိုကျမတို့အပြီးသက်ပြီးတော့ကြီးရာကြီးကိုတင်သွင်းမယ်နော်။အားလုံးစီကိုလည်းကျွန်မမိတ်တူလေးပြန်ဝေပေးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ပူပေါင်းဆောင်ရွက်မှုတွေအတွက်ဒီရလက်ကောင်းတွေရပြီးတော့မှဆက်ပြီးတော့လုပ်နိုင်မှုအတွက်ဖြစ်နေပါတယ်ဟုတ်ပြီအားလုံးပဲလက်ခုပ်တွေးပါအောင်ဗျာကျေးဇူးပါပဲကျွန်တော်တို့ဒါထပ်နိုင်ဆုံးစူးစမ်းပြီးတော့เนาะဆရာသမားတို့ဒါ role play လေးလုပ်ပြီးတာပါအပြင်မှာဆိုရင်တော့ပို့ပြီးတော့အားလုံးလည်းပါဝင်မလို့ရတယ်အခုလည်းအားလုံးပါဝင်ပေးကြတဲ့ကျေးဇူးပါเนาะရပါပြီ thank you ပါလောက်ပါပဲเนาะကျွန်တော်ခဏလေးပြီးတော့မှပဲဘာလို့ရမလဲဆိုရင် instruction လေးပေးမယ်အဲ့တော့လေ့ကျင့်ခန်းတော့ပြီးရင်တော့လုပ်ရမှာပေါ့နော်ဒါနောက်ဆုံးလေ့ကျင့်ခန်းပေါ့ဒီနောက်ပိုင်းမှာတော့လေကိုကြံတဲ့လေ့ကျင့်ခန်းလေးတွေကိုဆက်လုပ်တာတွေ poster လေးတွေပါလေးတွေဖြည့်တာတွေပဲရှိတော့ပါပေါ့နော်အဲ့တော့ကျွန်တော်တကယ်လေ့ကျင့်ခန်း heavy စီမသွားခင်ပေါ့နော်ဒီထိကတော့ဒါကျွန်တော်တို့ပြောခဲ့တဲ့အရာတွေကိုတော့ဒီဆရာသမားတို့ကိုစီ notes လေးတွေရေးထားမယ်လို့မျှော်လင့်နေပြီးရင်လည်းကျွန်တော်ဒီတချို့ notes တွေလည်းကျွန်တော်ပြီးရင် drive ထဲမှာပြီးရင်ထည့်ပေးထားမယ်ကျွန်တော်တို့အခုလောလောဆယ်တော့ခဏလောက်လေးနားလိုက်မယ်ပေါ့နော်အခု3နာရီထိုးဖို့10မိနစ်လောက်လိုနေတယ်အဲ့တော့ကျွန်တော်တခါလေးလေ့ကျင့်ခန်းလုပ်ခိုင်းလိုက်ရင်အကုန်လုံးကလေ့ကျင့်ခန်းထဲမှာပဲဇန်ဝင်သွားပြီးတော့လေတကယ်မနာရမှာဆိုလို့လေ့ကျင့်ခန်းလောလောဆယ်ကျွန်တော်မလုပ်သေးဘူးပေါ့နော်အခု3နာရီထိုးဖို့10မိနစ်ဆိုတော့ကျွန်တော်တို့3နာရီ5မိနစ်ကြာမှာပဲလေ့ကျင့်ခန်းပြန်လုပ်မယ်အဲ့တော့ပါပဲကျွန်တော်ဘာလုပ်ရမလဲဆိုရဲအသေးစိတ် instruction တွေဆက်ပေးမယ်ပေါ့နော်အဲ့လောလောဆယ်တော့ဒီလောက်ပါပဲခဏလောက်လေးနားလို့ရပါပြီအပြည့်အဝနားပါနော်ဟို notes တွေပါမေးတဲ့ကိစ္စ group work ထဲကြမှာလုပ်လို့ရပါတယ်နော်ဟုတ်ပြီဒီလောက်ပါပဲကျွန်တော်တို့နောက်3နိုင်5မိနစ်ကြာပြန်ဆုံးပါမယ်နော်ကျေးဇူးပါ
Okay thank you ပါ3နိုင်5မိနစ်ပြန်ဆိုပါမယ် ပေါ့နော် ဒါရောကျွန်တော် record လုပ်လိုက် report ထည့်ပြီးတော့ တင်တန်းမတက်ခင်ကလေးကလည်းဟိုဒီဟာက intensive ဖြစ်မယ်ပေါ့နော်ဟိုဆရာကဒီ case study တွေအများကြီးလုပ်ခိုင်းမယ်လို့လည်းမျှော်လင့်ထားပြီးသားပါပေါ့နော်မျှော်လင့်ထားတဲ့အတိုင်းအောင်လည်းတကယ်လည်းလုပ်ရတယ်ပေါ့နော်ဒီဟာတွေကကျမတို့တကယ်လက်တွေ့ရတဲ့ခါကျရင်ပို့ပြီးတော့အဆင်ပြေလာစေတယ်ပေါ့နော်ဆရာဒီ training မှာပေးသွားတဲ့အချက်ကလေးကိုသုံးလို့ရှိရင်နော်နောက်ထပ်ဒီလာမယ့်နှစ်တွေပေါ့နော်ဒီ mid term တို့ဘာလို့ကျမတို့ draft ရေးပြရဆိုပေမဲ့လည်းအဆင်ပြေလာမယ်ပေါ့နော်ကျမအနေနဲ့တော့ဒီ mid term တို့ဒီ online တို့ရေးပေးတဲ့အခါကြလို့ရှိရင်ကိုယ်တိုင်ရေးရတာမျိုးမဟုတ်ဘူးမယ်လို့ draft ဆိုရင်လည်းအားလေးတွေတော့ပါတဲ့နေပေါ့နော်အချက်တွေကိုပို့ပြီးတော့မှသိရတယ်ပေါ့နော်အဲ့အတွက်ဆရာကိုကျေးဇူးတင်ပါတယ်လို့ဟုတ်ကျေးဇူးပါဟုတ်ပြီ thank you ပါအဲ့တော့နောက်ထပ်အဲ့ဒါနော်နောက်ထပ်မိတ်ဆွေတွေ online ရတော့၎င်းin person တော့၎င်းပြောပြပါအောင်ဗျာကျွန်တော်တို့5 6ရက်လောက်ဆရာကြားကြပါတယ်ပြီးတာပါ report လုပ်ကြတယ်ဟုတ်ပြီဆရာဆောပြောပါကင်မရာလှည့်ပြလိုက်ပါဦးအဲ့တော့ဒီလောစဉ်ကျွန်တော် in person လေးတွေအရင်ပြောလိုက်မယ်ပြီးရင် channel မိတ်ဆွေတွေလည်းကူညီပေးပါအောင်နော်ဟုတ်ရပြီဘက်ကရဟယ်လို ဟုတ်ပြောပါဟုတ်ကဲ့ပါဆရာဒီတရားနေပြီးတော့မှကောက်နှုတ်ပြီးတော့မှပြန်ပြောဖို့ဆိုဆရာခုနပြောတဲ့အတိုင်းပေါ့နော်ဘာပြောမှတော့မသိပါဘူးဒါပေမဲ့အများကြီးရတယ်ပေါ့နော်ကျွန်တော်အရင်တုန်းကတော့ဒီ report တွေရေးခဲ့ပူပါတယ်ပေါ့နော်ဒါပေမဲ့အခုကျတော့ဘာဖြစ်လာလဲဆိုတော့ systematically ပိုသိလာတာပေါ့လေနော်ဘယ်အချက်တွေကိုတော့ရှောင်တင်တယ်ဘယ်အချက်တွေကိုတော့ကျွန်တော်တို့ဖြစ်တဲ့နေပေါ့နော် do and don't တွေကိုလည်းအများကြီးသိလာရတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီပေါ့လေဆရာဒီ report writing နဲ့ပတ်သက်လို့ပါပဲရှောင်းမဲ့ဥမာ AI သုံးတဲ့ဟာမျိုးပေါ့နော် AI ကိုလည်းကျွန်တော်တို့ကတပန်းပေါ့နော်ဒီတိုင်းပဲတလူကြီးသုံးလိုက်တာမျိုးမဟုတ်ဘဲနဲ့သူ့ကိုတပည့်တစ်ယောက်အနေနဲ့ကိုတစ်ယောက်အနေနဲ့ခိုင်းတာမျိုးဆိုတာမျိုးကိုလည်း knowledge တွေရပါတယ်ဆရာအများကြီးကျေးဇူးတင်ပါတယ်ဆရာကိုလည်းကျေးဇူးတင်ပါတယ်ဒီဘက်ကဂျက်ကာပေါ့နော် arrange လုပ်ပေးတဲ့ organize လုပ်ပေးတဲ့ဂျက်ကာဆရာတို့ဆရာမတို့ဂျက်ကာအဖွဲ့တစ်ခုလုံးလည်းကျေးဇူးတင်ပါတယ်လို့ဟုတ်ကျေးဇူးပါဟုတ်ပါပြီလက်ခုပ်တီးပါအောင်ဆရာအောင်နော်ရတယ်စဉ်းစားထားတဲ့ဘယ်သူတွေများရှိမလဲဗျာကူညီပေးပါဦးဟုတ်ပြီကိုစောရန်ကုန်ကပဲခဏလောက်မိုက်ရတော့ပေါ့ပြီးရင်ဆရာမတီတာကိုဖိတ်ခေါ်ပေးမယ်နော်ကျေးဇူးပါဒီဘက်ကအရင်မိုက်ကင်ထားလုံးလေးပေါ့နော်အတန်လေးလဲစနစ်လေးကောင်းနေလုံးလေးဆရာပြောပါရပါပြီဟုတ်ကဲ့ပါဒီတင်တန်းမှာပေါ့နော်အများကြီးပဲတင်ခဲ့ရတယ်ခုနဆရာမပြောလို့ပဲဆရာကတကယ်ပဲပေါ့နော်စေတနာတွေအများကြီးထားပြီးတော့တေချာပြင်ဆင်ပြီးတော့ကျွန်တော်တို့အများကြီးဘယ်လိုပြောမလဲနားလဲလွယ်အောင်လည်းအများကြီးရှင်းပြတယ်ပေါ့နော်ဒီအတွက်လည်းဆရာကိုအများကြီးကျေးဇူးတင်တယ်ထို့တူပဲဂျိုက်ကဘက်ကိုလည်းအထူးပဲကျေးဇူးတင်တယ်ပေါ့နော်ဒါနဲ့ဆိုရင်တင်တန်း3ခုလောက်ရှိပြီပေါ့နော်ဂျိုက်ကစီစဉ်ပေးမှုကြောင့်အဲ့လိုတက်ခဲ့ရတယ်ပေါ့နော်ခွင့်ပြုပေးတဲ့ကျွန်တော်ရဲ့ဒီနေ့ဘက်ကလူကြီးတွေကျေးဇူးတင်တယ်အကုန်လုံးကိုပေါ့နော်တကယ်ပဲကျေးဇူးတင်ပါကြတယ်အတိပညာဘုဒ္ဓတာတွေဘယ်လိုပြောမလဲအရင်ကမသိရဲ့အရာတွေလည်းအများကြီးတည်ရှိခွင့်ရခဲ့တင်ခွင့်ရခဲ့တယ်ပေါ့နော်အဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ဟုတ်ပြီကျေးဇူးပါဆရာလက်ခုပ်လေးတီးပေးပါအောင်ဗျာအဲ့တော့ကျွန်တော်တို့ချိန်လေးရပြီးတော့နည်းနည်းလေးတော့ဆက်သွားလိုက်တာပါအဲ့တော့ဆရာမတီတာလက်ထောင်ထားတာလေးတွေ့တယ်ပြီးရင်တော့နောက်တခြားမိတ်ဆွေတွေလည်းပြောပေးပါအောင်ကဲဆရာမတီတာပြောလို့ရပါပြီဗျာကူညီပေးပါအောင်ဗျာဟုတ်ကဲ့ပါဆရာကျွန်တော်တို့ကဆိုလို့ရှိရင်အခု online ဆိုမိတ်လာတက်ပြီးရပါတော့နော်ဘာပဲကျွန်တော်တို့ဆိုလို့ရှိရင်ဒီကဆရာပြောတဲ့ report တွေရေးခဲ့ပြီးပါတယ်အခုဆိုရင်ဒီတင်နန်း3ရက်တာတည်းမှာဆိုရင်ဆရာက report 6မျိုးတင်ပေးလိုက်တယ်ပေါ့နော်report 6မျိုးတော့ဖတ်မပြတော့ဘူးဆရာအဲ့လို report 6မျိုးလည်းရေးလိုက်တယ်အဲ့တော့အဲ့ဒါတွေလည်းရေးခဲ့ပြီးတာငါတို့ကရေးလိုက်တယ်အဓိကတော့စနစ်တက်ကြတော့မရေးခဲ့မိဘူးစင်ပြေတယ်လို့ပဲငါတို့ကရေးခဲ့တယ်အဲ့ဒီချိန်မှာဆိုရင်ငါတို့မှာက window ပို့ဖြစ်တဲ့အထက်က supervisor သူတင်တဲ့ point မရောက်တဲ့ခါကျတော့ခဏမိခွန်းနေမိရမျိုးရှိရပေါ့နော်အခုချိန်မှာဆိုရင်ဆရာဘက်ကနေပြီးဒီဥစ္စာဒီ report တွေမှာဘယ်ချက်တွေကတော့ပါတဲ့တယ်မျိုးလေးတွေတည်တည်ချာချာပြောပြလိုက်တဲ့အတွက်ကျွန်တော်တို့တွေက format frame ကတော့တည်သွားပြီနောက်တစ်ခုပြင်ကျွန်တော်တို့ report တစ်ခုရေးမယ်ဆို report ကိုပဲအာရုံစိုက်တာဆရာပြောတဲ့format တွေတို့အဓိကလိုမျိုးgrammar ဘယ်လိုနေရာတွေမှာအဲ့ဒါဖြစ်လာကျွန်တော်တို့
သိယူမစားဆရာအဲ့လိုမျိုးအသေးစိတ်ကတော့အော်အားတို့တွေတွေ့လာပါလားဆိုတာမျိုးလေးတွေပြန်ပြီးတော့သိလာရတယ်ပေါ့နော်နောက်တော့ပြောလိုက်တဲ့ပထမနေ့မှာပဲ clear fact ဆိုတဲ့ခင်မှာကျွန်တော်တို့ကပို့ပြီးတော့ဒီတင်နန်းတွေကိုပို့ပြီးတော့အဲ့က clear fact ဆိုတဲ့ဟာတွေကကျွန်တော်တို့ပို့ပြီးတော့စိတ်ဝင်စားစေအခုတင်နန်းတစ်လျှောက်လုံးမှာလည်းဟိုဟာလေးဗာလဲ role play လေးရောနောက်ပြီးတော့ group work တွေရော individual assignment တွေရောလုပ်ပေးလိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီတင်နန်းလေးဟိုတကယ် report writing ပြောပေမဲ့ညီးဝင်မယ်လို့ science ဆိုတော့လေအိမ်ညိုက်သွားမလားလို့လည်းထင်တော့ထင်တယ်ဒါပေမဲ့ဆရာလိုမျိုးတကယ်ကမှဟိုဒီတင်နန်းကနေဟိုအတိဘူးတာအများကြီးရတယ်နောက်တစ်ခုဆိုလို့ရှိရင်တကယ်မသုံးခဲ့ဘူးပေါ့နော်ဆရာကဟိုက assignment တွေလုပ်ခန်းတဲ့အချိန်မှာ urgent test ဖြစ်တော့ကျွန်တော်တို့ကမဖြစ်မနေသုံးလိုက်ရမယ်ဆိုစပြီးတော့သုံးလိုက်တော့မစိုးပဲကောင်းတာပဲဆိုတာမျိုးတွေးတဲ့အတွက်ကြောင့်ငယ်မှလည်းကျေးဇူးတင်တယ်လို့ပြောချင်တာပါဗျာဟုတ်ပြီကျေးဇူးပါဟုတ်ပြီဆရာမကျေးဇူးတင်ပါတယ်ပေါ့နော်တခုတည်းတကယ်ပဲတခုချင်းစီကိုပေါ့နော်အသေးစိတ် constructed ပေါ့နော်အသေးစိတ်ပဲ point လေးတွေကိုပြောပြသွားတဲ့အတွက်ကျွန်တော်တို့လည်းအများကြီးထောက်ကူဖြစ်ပါတယ်ဆရာမကျေးဇူးပါကျွန်တော်တို့ဟုတ်ပြီကျွန်တော်ဆရာဟန်မြင့်ထုတွေလည်းလက်ထောင်ထားတာလေးတွေ့ရတယ်အဲ့တော့ဆရာကိုလည်းကျွန်တော်ဖိတ်ခေါ်ပါတယ်ဗျာဆရာကျွန်တော်တို့လည်းကူညီပေးပါအောင်ဗျာဟုတ်ဆရာစင်ပြေပေါ့နော်ကင်မရာလေးဖွင့်ပြီးတော့ feedback လေးပေးတော့ပြီးတော့ interaction ဖြစ်ပါပေါ့နော်ဆရာကျေးဇူးပါဗျာဟုတ်ကဲ့ပါဒီတင်တန်းကတော့ကျွန်တော်တို့က report training ပတ်သက်ပြီးမှတော့ပထမဆုံးတင်တန်းပေါ့နော်တင်တန်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီမှာလက်တွေ့မြေပြင်မှာကဒီ report နဲ့ဆိုင်တဲ့ဟာလေးတွေဒီ money report ပုံစံလေးတွေရေးလာလေးရှိပေမဲ့ကျွန်တော်မှဘယ်လိုပြောမလဲအခက်ခဲကြုံရလာလေးရှိတယ်ပေါ့နော်အခက်ခဲဆိုတာကformat ကိုစနစ်တကျကျွန်တော်မထားနိုင်တာပေါ့ format ကခဏခဏပြောင်းနေရတယ်မနေ့ကဆရာဟိုတနေ့ဆရာတင်တဲ့ပုံစံမဲ့ format ကိုတတ်မှတ်လိုက်တယ်ဒါပေမဲ့မြေပြင်မှာတကယ်သူတို့ဘက်ကကျွန်တော် report တွေအချက်လက်တွေရေးလာတဲ့အချိန်မှာအချက်လက်တွေဒါထပ်တာတွေပေါ့နော်အဲ့ဒါမျိုးကျွန်တော်ခဏခဏကြုံရတယ်ပြီးမှတကယ် clear မဖြစ်တာတွေအများကြီးပေါ့နော်ကျွန်တော်တို့ overlap ဖြစ်တာတွေကစဒါဖုံးပွားတာတွေကစပေါ့နော်ကျွန်တော်ခဏခဏကြုံရတယ်ချင်းကျွန်တော်တို့ format ပုံစံပြောင်းတာတွေကစင်ကြယ်လို့ကျွန်တော်တို့ကဒါကျွန်တော်တို့ pressure တစ်ခုလိုဖြစ်ကြတယ်ပေါ့မြေပြင်မှာပေါ့နော်ပြီးတော့ကျွန်တော်လည်း training ကောင်းမတက်ဘူးတော့ကျွန်တော် line ပေါ်ကနည်းဟိုကြည့်လို့အချက်လက်တွေကျွန်တော်အခုဒီ training မှာတော့ဒီဆရာဒီအသေးစိတ်ကစားပေါ့နော်ကျွန်တော်တို့အချက်လက်လေးကောင်းမှုဝင်တင်ကြားပေးတာကျွန်တော်တို့အများကြီးထောက်ကူပြုတယ်ပေါ့နော်ကျွန်တော်တို့ပါမို့ကျွန်တော်တို့ဒီမြေပြင်မှာရှိတဲ့ကျွန်တော်တို့လုဖို့ဆောင်ဖက်တွေတော့အများကြီးထောက်ကူဖြစ်သွားမယ်ဆိုရင်မှာပေါ့နော်ဒါတော့ဆရာကျေးဇူးတင်တာတခုပြောချင်တယ်နောက်တစ်ချက်ကတော့ request လုပ်ချင်တာပေါ့နော်ဆရာဟုတ်ပြောပါဒီဆရာတို့ရှိမယ်ဆိုရင်ပေါ့နော်ဆရာတို့ဘက်ကနေပြီးခမဒီဟောကိုဥမာနဲ့ report တို့ midterm report တို့ပေါ့နော်သူ completion report ပေါ့နော်တရားနဲ့ပတ်သက်ပြီးမှတကယ် actual report ကိုကျွန်တော် sample ဆိုရင်လည်း sample ပေါ့နော်နမူနာပဲဖြစ်ပေါ့ကျွန်တော်တကယ်အပြည့်စုံလေးရေးထားတာလေးတွေရှိရဆိုရင်လည်းဒါမျိုးပို့ပေးလို့ရမလားပေါ့နော်ကျွန်တော်တို့တကယ်မြေဒီမှာဒီမတူတဲ့ shoot out တွေရတယ်ကျွန်တော်တို့ချိုးတွေကကြည့်ဖို့ရှိတဲ့အတွက်နည်းနည်းလေးကိုးကားတာမျိုးတွေရနိုင်မလားပေါ့နော်ဒါမျိုးလေးရှိရင်လည်းဒါပို့ပေးစေချင်တယ်ပေါ့နော်ဆရာဒါကတော့ကျွန်တော် request လုပ်တာပါဆရာကျေးဇူးပါဟုတ်ပြီအဲ့တော့ဒီခုနနောက်ဆုံးပြောတဲ့တကယ် report တွေပေါ့အဲ့တော့ဒီမှာလုပ်သွားတဲ့ scenario report တွေအကုန်လုံးကကျွန်တော်ရေးပြီးသားရှိတယ်ပေါ့နော်တော့အဲ့တော့အဲ့ဒါတွေ share ပေးမယ်အဲ့ဒါတွေကလည်းတကယ်ပြည့်ရက်တွေကိုပဲအခြေခံပြီးတော့နာမည်လွှဲထားတာတွေအချက်လက်လွှဲထားတာတွေတော့ရှိတာပေါ့နော်ဘာလို့တကယ် report တွေကြတော့လေဒါဟိုသက်ဆိုင်ရာ organization တွေရဲ့သူတို့ရဲ့ ခွင့်ပြုချက်တွေသူတို့ရဲ့တချို့confidential တွေဖြစ်နေနိုင်တာပေါ့နော်အဲ့တော့တကယ် report တွေကတော့ကျွန်တော်အနေနဲ့ share ရတာတော့ခက်ခဲရှိတယ်ဒါပေမဲ့ကျွန်တော်အတွေ့အကြုံမှာမူ TV8 တကယ်ဖြစ်ရက်တွေကိုအစီအနဲ့ဆွဲထုတ်ပြီးတော့လက်ရှိ update ဖြစ်နေတဲ့အခြေအနေနဲ့ပတ်သက်တဲ့အခုလို scenario report တွေပေါ့နော်အဲ့ဒါတွေကတော့အခုတင်တောက်ကူအနေနဲ့ကျွန်တော် share ပေးမယ်ပေါ့နော်အဲ့ဒါတွေအကုန်လုံးကတော့ဒီကျွန်တော်တို့ရဲ့ဒီ group ဒီဟိုဟာထဲမှာ fora ထဲတွေမှာအကုန်ရောက်နေပါလိမ့်မယ်ပေါ့နော်ကျေးဇူးပါနော်ဆရာလို့လေး feedback ပေးတဲ့အတွက်အဲ့ဒါတွေရပါလိမ့်မယ်ဟို feedback report တို့ annual report တို့ meeting minutes တို့ဆိုရင်နည်းနည်းသင်ခန်းစာဖြစ်မဲ့ဟာမျိုးတွေကိုကျွန်တော်တင်ပေးထားပေးပါနော်ကျေးဇူးပါဆရာနောက်ထပ်ကောတယောက်နှစ်ယောက်လောက်ကိုဖိတ်ခေါ်ခြင်းသေးတယ်ပေါ့နော်ရှိအောင်မလားမသိဘူး in person လည်းရတယ် online လည်းရတယ်ဘယ်သူများပြောဦးမလဲမသိဘူးတယောက်နှစ်ယောက်ပေါ့နော်
ရှိမလားပေါ့ကျွန်တော်စိတ်တရားနေစက္ကန့်30လောက်ရည်ကြည့်လိုက်မယ်လေနော်အဲ့ထဲမှာလက်ထောင်ရင်ပေါ့ okay စက္ကန့်30တွင်မထောင်တော့ရင်တော့ကျွန်တော်ဒီလောက်နေပဲရက်တော့မယ်ပေါ့နော်ပြီးတော့နော်โอเคเนาะ10ထိလိုက်တော့မယ်เนาะโอเคဒါဆိုရင်ကျေးဇူးပါပဲအဲ့တော့တခြားလဲဟိုပေါ့เนาะဟိုမိတ်ဆွေတွေနဲ့ကျွန်တော်တို့ဒီအခုတခါလေး link လေးတော့ပေးလိုက်မယ်ဒါမှမဟုတ်လဲ link တခါလေးပြလိုက်မယ်ပေါ့เนาะကျွန်တော်ဘယ်လိုလေးလုပ်ထားလဲဆိုရင်ဟုတ်ပြီเนาะအခုမ share ရသေးဘူးเนาะ screen ကိုကျွန်တော် screen share လိုက်ပါမယ်ပြီးရင်လည်းကျွန်တော်ဘက်က instruction email ကနှက်ဖြန်လောက်ဆိုလာပါလိမ့်မယ်ဒီနေ့တော့မပို့သေးဘူးပေါ့နော်အကုန်လုံးလည်းနားပါစေဦးပေါ့နော်အဲ့တော့ကျွန်တော်တို့နော်ဒီထဲမှာ post tag ဆိုပြီးတော့ link လေးရှိတယ်အဲ့ဒါလေး click လိုက်ရပြီပေါ့နော်အဲ့တော့အဲ့ဒါလေးရပါလဲဆိုရင်တော့ကျွန်တော်တို့ဒီpre-test မှာဖြည့်ခဲ့တဲ့မေးခွန်းတွေတော့မဟုတ်ဘူးဒါပေမဲ့အဲ့မေးခွန်း structure အတိုင်းပဲလာလိမ့်မယ်မေးခွန်းတော့ပြောင်းလာတယ်ပြီးရင်လည်း feedback တွေပါမှာပေါ့ feedback ဆိုတာဒီတင်တန်းကဆရာတို့ဆရာမတို့ဘယ်လောက်ရာခိုင်နှုန်းကို certify ဖြစ်သွားတယ်လေဘာတွေကျွန်တော်တို့တင်တောက်ကူတွေအနေနဲ့တော့၎င်းတခြား facility အနေနဲ့တော့၎င်း time management တော့၎င်းမျိုးစုံပေါ့နော်သူရဲ့evaluation လုပ်ရမယ့် areas တွေရှိပါလိမ့်မယ်အဲ့ဒါတွေအကုန်လုံးကဒီအခု number 9ဆိုတဲ့နော်ဒီ session လေးရှိပါတယ်ကျွန်တော်အနီလေးအခုကြာစာပြီးပေးထားလိုက်မယ်ပေါ့နော် file share လို့လွယ်အောင်နော်အဲ့တော့ဒီအနီပြထားတဲ့3ခုကိုဝင်စစ်ပြီးတော့ကိုပါကိုကျွန်တော်တို့ဒီတက်ဆိုင်တဲ့ရက်အတွင်းမှာပို့ပေးလို့ရပါလိမ့်မယ်နော်အဲ့ဘေးရောက်သွားလဲမရောက်သေးဘူးဖြစ်နေကျွန်တော်ပြီးမှပဲထည့်ပေးမယ်နော်ခုနအားသားတွေရောက်သွားပြီ sorry နော်အဲ့ဒါဆိုကျွန်တော်အားသားတွေရောက်သွားတယ်အဲ့တော့ဒီအားသား step မှာကျွန်တော်ပြီးမှရွှေ့ပေးပါမယ်အခုမလုပ်နေအောင်ပေါ့နော်အဲ့ဒီထဲမှာကျွန်တော်တို့ဝင်ပြီးတော့ဆရာသမားတို့ဝင်ပြီးတော့ဒီ link လေးကိုဝင်နှိပ်ပြီးတော့ဒီဘာလို့ရမလဲဆိုတော့ click pattern နေဒါမှမဟုတ် copy ယူပြီးတော့ browser ထဲမှာပဲထည့်ကြိုက်တဲ့နည်းစမ်းနဲ့လုပ်ရတယ်ဒါမှမဟုတ်လဲကျွန်တော် email ပို့ပေးလိုက်ပါမယ်အဲ့ဒါလေးပါကျေးဇူးပြုပြီးတော့အချိန်လေးခဏပေးပြီးတတိချာချာလေးကျွန်တော်တို့ကိုပေးစီကြပါတယ်ဒီဟာကကျွန်တော်တို့အတွက်လည်းနောက်အလားတူတင်တန်းလိုမျိုးရှိခဲ့ရင်လည်းဟိုဂျက်ကာအနေနဲ့ရောကျွန်တော်အနေနဲ့ရောပေါ့နော်အများကြီးထောက်ကူဖြစ်ပါတယ်ပေါ့နော်ဟုတ်ပါပြီအဲ့တော့ဒီလောက်ပါပဲကျွန်တော်ဒီတင်တန်းနဲ့ပတ်သက်ပြီးတော့ဂျက်ကာမြန်မာကဆရာမမြတ်နဲ့နော်ကိုအောင်စော်ရင်းတို့ကျွန်တော်ပြန်ပြီးတော့အချိန်လေးလွှဲပေးကြပါတယ်ဒီတင်တန်းနဲ့တော့၎င်းတခြားကိစ္စရှိတော့၎င်းပေါ့နော်လူစုမခွဲခင်မှာကျွန်တော်တို့နည်းနည်းလေးဟိုနော်မှားကြရှိတာလေးမှားလို့ရအောင်သဘောပါပဲအားလုံးကျေးဇူးပါပဲနော်ဟုတ်ပါပြီဗျာonline ဆရာမတွေရော in person ဆရာမတွေအကုန်လုံးကျေးဇူးတင်ပါတယ်เนาะအထူးသဖြင့်ဟိုခေါ်မလဲဝေးရနေလာတက်ပေးတဲ့အမတွေရောနောက်ဆရာတွေရောကျေးဇူးအများကြီးတင်ပါတယ်တော်တော်လေးမလွယ်ဘူးပေါ့เนาะအကုန်လုံးအလုပ်တွေပြစ်ထားပြီးတော့တော်တော်ဟိုခေါ်မလဲရုံးကခွင့်ပြုချက်ရရင်တော့မှကိုယ့်ရဲ့ဒီစိတ်ဆန္ဒတစ်ခုမပါဘဲနဲ့ဝေးရနေဒီနေရာထိရောက်လာကြအောင်ပေါ့เนาะအချိန်ပေးပြီးလာတက်တော့တကယ်ကျေးဇူးတင်ပါတယ်နောက်ပြီးတဲ့အခါကျတော့ဒီကျမတို့ဒီတင်နန်းနေပေးတဲ့အချိန်မှာလေကျမအများအားပြောသလိုပဲဟို customize training ကိုပဲကျမတို့အများအားစဉ်းစားပါတယ်ဟိုဆရာတို့ဆရာမတို့အပြည့်မှာဟိုရှိနေတဲ့တင်နန်းနေဖြစ်ပေမဲ့လည်းပဲဟိုခေါ်မလဲဒီကျမတို့ humanitarian sector နဲ့ direct သက်ဆိုင်တဲ့တင်နန်းမျိုးအမတန်ရှားရတယ်ပေါ့နော်တန်ရှားဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ sector ရဲ့ဒီလိုအပ်ချက်ကို intervene လုပ်နိုင်လောက်မဲ့နေရာကိုပဲအများအားရွေးတယ်ဆရာတို့ဆရာမတို့ရဲ့ needs ကိုတကယ် address လုပ်နိုင်တဲ့တင်နန်းမျိုးကိုပဲဖြစ်အောင်လို့ပဲကျမတို့အများအားစဉ်းစားပြီးတော့ပေးပါတယ်ဒါပေမဲ့အဲ့လိုမျိုးကျမတို့ရဲ့ဒီ objective ပဲခေါ်ပါဆိုအဲ့ဒီကျမတို့ရဲ့ဒီလုပ်ငန်းစဉ်ကိုအများတန်းပြည့်ဝနဲ့ဖြည့်ဆည်းပေးတာဆရာမြတ်ကျော်သိမ်းမှာကျမတချမ်းနဲ့ဆရာဆမိုက်နေလည်းလုပ်ဖို့လေဒါပေမဲ့ GOR မှာဘယ်လိုပဲရေးထားပါစီပေါ့နော်ဆရာကဒီကိုခေါ်မလဲဒီ humanitarian workers တွေအတွက်ဒီ humanitarian fee မှာ front line နေရာမှာနေရာယူနေတဲ့ဆရာဆရာမတွေအတွက်အရန်ပန်ရှင်းနေဖြစ်ပါတယ်ဆရာလုပ်ပေးတာလေအဲ့အတွက်ကြောင့်မို့ဆရာကိုထက်လောင်းပြီးတော့ကျမဘက်ကလည်းကျေးဇူးတင်ပါတယ်နော်နောက်ပြီးခါကျတော့ online ဆရာဆရာမတွေလည်းဟိုတခြားလူတွေဆိုလို့နေပြီးတော့ဆရာဆရာမတွေလည်းကျေးဇူးတင်ပါတယ်အဝေးရနေတက်ရောက်ပြီးဆရာဆရာမတွေလည်းကျေးဇူးတင်ပါတယ်တချို့ဆိုလို့ရှိရင်လည်းဟိုခေါ်မလဲဟိုတိထားပြီးသားလည်းဖြစ်မှာပါနော်ဟိုဘယ်လိုခေါ်မလဲဒီလိုမျိုးရင်းနေကြ fit to report meeting minute ဆိုဒါပေမဲ့လည်းပဲအဲ့လိုတိထားပြီးသားနေရာတွေမှာလည်းဟို improve ဖြစ်သွားတယ်ဒါမှမဟုတ်လည်းဟိုခေါ်မလဲ moment နဲ့အနေနဲ့ဖြစ်သွားတယ်ဆိုတော့အနေထားမျိုးလေးဖြစ်ရင်လည်းပဲကျမတို့အနေနဲ့ဟိုကျင့်တတ်ပါတယ်ဟိုချိန်ပေးပြီးတယောက်တော့ကျေးဇူးတင်ပါတယ်နောက်တစ်ခါသင်တန်းလေးလည်းလုပ်ဖို့ရှိတာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒါကတော့အမျိုးမျိုးဖြစ်နေတဲ့အတွက်ကြောင့်ကျမတို့အရင်ဆုံး email
ပို့ပါမယ်ပို့ပြီးတော့ဆရာတို့ဆရာမတို့ရဲ့ဟိုခေါ်မလဲရက်မတက်မှတ်ရသေးခင် attendance list registration link မတိုင်ခင်ဟိုဆရာမဆရာမတို့ရဲ့ willingness နဲ့အဲ့ date လေးအဆင်ပြေမပြေကျမတို့ပြန်ကောက်ပါမယ်နော်အကုန်လုံးလည်းပြန်ကျဲနေတာမဟုတ်လို့လေအဲ့ဒါလေးလည်းပြန်ပြီး response လုပ်ပေးကြဖို့လည်းမြေတားရခံပါတယ်ကိုအောင်စောဟင်းကိုဖိတ်ပါတယ်မပြောတော့ဘူးလားအော်မပြောတော့ဘူးလေဟုတ်ကျေးဇူးတင်ပါတယ်ရှင်ကြပါမယ် Okay ဒါဆိုလက်ကုပ်လေးတီးပေးပါဦးဗျာဆိုတော့အားလုံးပဲကျွန်တော်အများကြီးမပြောတော့ပါဘူးကျေးဇူးတင်ပါတယ်ဂျက်ကမြန်မာအောင်လေးကျွန်တော်ကျေးဇူးတင်ပါတယ်เนาะကျွန်တော်တို့ ਨੇ အခုလိုယုံကြည်ပြီးတော့အလုပ်လုပ်ပေးနေတာဒါဆိုရင်2နှစ်ရှိပြီပေါ့နော်မနစ်ကလည်းဒီနှစ် PCM မှာလည်း4ကြိမ်အခုဆိုလည်း2ကြိမ်ပေါ့နော်ဒီမှာရှိတဲ့ Japanese base ပေါ့နော်ကလမျိုး organization တွေနဲ့ဒါဟိုတွေ့ခွင့်ရတယ်ဟို in person တွေ့ခွင့်ရတဲ့သူတွေလည်းအများကြီးကျေးဇူးတင်တယ် online ကလည်းနောက်ပိုင်းမှာပေါ့နော်ဟိုလူချင်းဟိုတွေ့ရမယ်လို့ဟိုတောင်းတနေရာပေါ့နော်ဒီလောကထဲမှာလုံနေတဲ့သူတွေဖြစ်တဲ့အတွက်တော့တွေ့ရမယ်လို့မျှော်လင့်နေပြီးတော့အခုလက်ရှိလုံနေတဲ့လုပ်ငန်းတွေနဲ့ရထားတဲ့သင်တန်းတွေ skill တွေနဲ့ပေါ့နော်အခုကျွန်တော်တို့ရဲ့လူမှုပတ်ဝန်းကျင်မှာအတက်နိုင်ဆုံးပြန်ပြီးတော့အကျိုးပြုနိုင်မယ်သူတွေလိုလည်းဖြစ်အခုလည်းလက်ရှိလည်းလုံနေကြတယ်ထပ်ပြီးတော့လည်းအကောင်းဆုံးအကျိုးပြုနိုင်မယ်လို့ဘောနော်စန္ဒပြုပါတယ်ပြီးတော့လည်းလုံနေတဲ့ data တွေမှာလည်းခက်ခဲတွေအများကြီးရှိနေတဲ့အတွက်ပေါ့နော်အစစရအဆင်ပြေကြပြီလုံခြုံရေးအစားပေါ့နော်အားလုံးအဆင်ပြေကြပါသေးတယ်လို့ပဲဆူတောင်းရင်းနဲ့ပေါ့နော်ကျွန်တော်ဒီတင်တန်းလေးကိုဒီလောက်နဲ့ပဲကျွန်တော်တို့ဒီကုန်းချုပ်ချင်ပါတယ်အဲ့တော့နှုတ်ဆက်ဆရာရှိတဲ့သူတွေနှုတ်ဆက်ကျင်တော့ online မှာဆက်ရှိနေလို့ရပါတယ်အဲ့ဒါမျိုးမရှိတော့ဘူးတူမရှိတော့ဘူးဆိုရင်တော့ဆရာကျွန်တော်တို့ကြံစားပြီးတော့နော်ဒီကျွန်တော်ဒီတင်တန်းလေးကိုတရားဝင်ဟိုပိတ်သိမ်းလိုက်တော့မယ်ပေါ့နော်မကြခင်လဲ Zoom ကိုကျွန်တော်ပိတ်လိုက်တော့မှာဖြစ်ပါတယ်ဆိုတော့အားလုံးပဲနောက်ဆုံးအနေနဲ့ထပ်ပြီးတော့ကင်မရာလေးတွေဖွင့်ပေးပါကျွန်တော် record လေးsorry ပေါ့နော်ဟိုလေးတစ်ချက်လောက် group photo လေး picture လေးရိုက်လိုက်မယ်ခုနကလည်း group photo ရိုက်တာပါပဲတို့ပြင်မဲ့လေခုနကပေါ့နော်ဟို in person ရော online ရောအကုန်လုံးရောနေတဲ့ခါကျတော့နည်းနည်းလေးခက်ခဲရှိကောင်းရှိမယ်ဒါကျွန်တော်တို့เนาะဒါဟုတ်ပါပြီဗျာကျေးဇူးပါเนาะအဲ့တော့ကျွန်တော်3 to 5ထိကြီးလိုက်မယ်ပြီးရင်တော့ပြီးပါပြီเนาะအဲ့တော့1 2 3 4 5 Okay ကျေးဇူးပါကျွန်မဘယ်လိုဆိုခဏလေးတော့ပြန်ရိုက်လိုက်အောင်မယ်เนาะဒီမှာတယောက်ကဘယ်လိုဖြစ်ဒီအောက်ကဖြစ်နေတာ sorry ပါကျွန်တော်ပြန်ပိတ်ပြီးပြန်ဖွင့်ကြည့်မယ်ဒါမှကင်မရာအော်မဟုတ်ဘူးဆရာမကင်မရာပိတ်ပြီးပြန်ဖွင့်လိုက်ဒီမှာဖြစ်နေဟုတ်တယ်ဗီဒီယိုခဏလေးတော့တချို့ပုံလေးတွေသိစင်မပြေလို့ report တဲ့ကြတော့မလှပဲနေမှာဆိုတော့เนาะဟုတ်ပြီကျေးဇူးပါဟုတ်ပြီပေါ့เนาะ Okay တချို့တွေက line မကြ line မကောင်းလို့ပါဟုတ်ပါပြီโอเคဒီကင်မရာတာအိပ်ပတ်လှည့်ပေးလိုက်တော့ညံတော့ဟုတ်ပြီနော်ဒါဆိုဒီဘက်အုပ်စုပုံပါသွားပြီโอเคဒါဒီဘက်ကိုပုံထည့်ပေးလိုက်ဟုတ်ပြီရပြီနော်ဟုတ်ပြီဒါဆိုရင်ဒီလိုနဲ့ပဲရိုက်လိုက်တော့โอเคပြန်ရိုက်လိုက်မယ် sorry ပါဗျာအခြေပေးရတဲ့အတွက်အဲ့တော့1 2 3 4 5 Okay ရပါပြီအားလုံးကျေးဇူးပါနောက်ပိုင်းပုံစံတစ်မျိုးနဲ့ပြန်ဆုံကြပါမယ် thank you ပါဗျာအားလုံးစီပြေကြပါစေဒီလောက်နဲ့ပဲရက်လိုက်ပါမယ်နော်ကျေးဇူးပါရဲလက်ကိုဒီမျိုးဒီအဲ့လိုက်ဒီရှာခံပြတူကျေးဇူးပါစိုက်ကိတွေစီသွားပေးကြပါဦး Hello ဟုတ်ပြောပါဆရာမတွန်းနေတာပြောပါဟုတ်ကဲ့ပါဆရာဖုန်းနံပါတ်လေးပို့ထားပေးပါရစေဟုတ်ပြီဘယ်သားမှမသိကျွန်တော်မေ့သွားပြီဒီမှာလားမသိဘူးဆရာမကိုကျွန်တော်စုပေးရအောင်တကယ်တူရရပြီဆရာမဖုန်းနံပါတ်လေးအခုပြန်ပေးပါလားလွယ်အောင်ပြန်ပို့ပေးလိုက်အခုတခါလေးလွယ်လိုက်ဟုတ်ပြီမေ့ပါဆိုလို့တေးကြတယ်မေ့ဖို့ကများနေပြီဘာမှလည်းမသိဘူးဆရာမအခုလေးရိုက်ပို့ပေးပါလားအပေါ်က message တွေကျွန်တော်ဆရာဟို private chat မှာဆရာပို့ထားပါတယ်ဆရာဟုတ်လားခဏလေးလို့ဟုတ်ကဲ့မတွေ့ဘူးဗျကျွန်တော်စီမှာလေပြန်ဒီမှာပဲပြန်ရလိုက်ပါမယ်ဆရာဟုတ်ရတယ် private chat ပဲဖြစ်ဖြစ်ရတယ်ဒါပေမဲ့ဟိုလောလောဆယ်ခုနကမတွေ့တော့လို့ဟုတ်ကဲ့ပါဆရာအဲ့တော့မလုပ်ရထွက်တာရတယ်တီးရကြံခဲ့မယ်နော်တီးရကြည့်ပါနောက်ဖုန်းကြိုးတွေပေါ့နော်နောက်ဆုံးနေ့ဆိုတော့လုံမားတက်လို့မရောက်သေးဘူးဗျဒီတန်းထားပိတ်လိုက်တော့ရတယ်ဒီရိုးရိုးပိတ်လိုက်ရတယ်ဗီဒီယိုမအန့်နောက်ပိုင်းတွေ့မယ်နော်ကျေးဇူးပါအားလုံးဟိုပါကျွန်တော်ပြန်ရမှာလားခင်ဗျမြောက်ကလားဟယ်လိုဆရာရောက်ပြီခဏလေးတော့အခုတစ်ခါလေးပြုတ်လိုက်ပေါ့ကျွန်တော်အိမ်ပြန်ရောက်ရင်တခြားလုံးနဲ့သတိပေးတော့မှာမလို့09ဆရာဟုတ်ပြောပါဗျာဟုတ်ရဲ့
ကျေးဇူးတင်ပါတယ်ဆရာအခုနကျွန်တော်တို့ကကွန်ပျူတာကိုတိတ်နာမလဲတော့ဒီမှာအခုန group discussion ကိုဘယ်နေရာမှာပြန်ဝင်လို့ရမလဲမသိဘူးခင်ဗျာအဲ့ဒါဟောကျေးဇူးပြုပြီးတော့ညွှန်ကြားပေးပါအောင်ခင်ဗျာအော်ဒီလိုအခုလည်းကျွန်တော်ပို့လိုက်မယ်ဆရာနော်အခုဘာလုပ်ရမလဲဆိုတော့ကျွန်တော် group discussion တော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ဒီ file တစ်ခုလုံးမှာထားလဲဆိုတော့ပြပေးမယ်နော်အဲ့တော့ကျွန်တော်အဲ့ဒီ link လေးကိုဆရာအဆင်ပြေရင်ကျေးဇူးပြုပြီးတော့ဟိုလောက်ထားလိုက်ပေါ့နော်တနည်းအားမှာ copy ကူးထားလိုက်ပါလိုက်နော်ဒါဟုတ်အကုန်လုံးပေါ့နော်တစ်ချက်လေးကြည့်ထားပြပါအခုကျွန်တော် screen share လိုက်ပြီအခုကျွန်တော်ပို့လိုက်တဲ့ link လေးကိုဝင်လိုက်မယ်ဆိုရင်တော့နော်ခဏလေးနော်ကျွန်တော်ဒီဘက်ကတန်းလိုက်ကြည့်လို့အေးပေါ့နော်ခဏကျွန်တော်အရင်ဝင်ပြလိုက်ဟုတ်ပြီဟို screen ကိုကျွန်တော် share လိုက်ပြီဆရာအဲ့တော့ဆရာဒါလေးပဲကြည့်ဒီထဲမှာအကုန် instruction တွေရှိပြီးသားပေါ့နော်အဲ့တော့ဆရာကဘာလုပ်ရမလဲဆိုတော့နော်ကျွန်တော်တို့ကိုခုနဒီ day 1ဆို day 1နဲ့ပတ်သက်တာတွေအကုန်ရှိတယ် day 2ဆို day 2နဲ့အကုန်ရှိတယ်အဲ့တော့ဆရာကကိုယ့်ရဲ့ individual assignment ကိုလုပ်ချင်ဒီမှာအနီလေးနဲ့ individual assignment တွေကိုဝင်ပြီးတော့မိမိရဲ့နာမည်ကိုရှာမယ်ပြီးရင်အဲ့မှာ copy paste လုပ်ပြီးကူပေါ့အဲ့တော့ဒါ individual assignment เนาะအဲ့တော့ဆရာဒီအကုန်လုံးကဒီ link တစ်ခုထဲမှာပဲအကုန်လုံးလုပ်နေတာပေါ့เนาะပြီးတော့ group assignment ဆိုလဲဆရာဒီ group assignment ကိုဝင်လိုက်ပေါ့เนาะဆရာသင်ကြားတယ် group 1ကပြင်ဒီမှာ group 1ရှိတယ် group 1ကို click နေလိုက်ရင်ဆရာရမယ်အဲ့တော့အားလုံးကအခုကျွန်တော်ပို့လိုက်တဲ့ link တစ်ခုထဲမှာရှိသမျှ resource တွေအကုန်လုံးကသူ့ဟာနဲ့သူအစင်လိုက်စနစ်တကျနဲ့ရှိနေလိမ့်မယ်အဲ့တော့ဆရာအလွယ်တကူအဲ့ဒီဒီ link တွေကနေတစ်ဆင့်လိုချင်တဲ့နေ့ကဟာလိုချင်တဲ့အကြောင်းအရာကိုအလွယ်တကူရှာလို့ရမယ်ပေါ့နော်ဒါဆိုရင်အဆင်ပြေမလားမသိဘူးဆရာဟုတ်ကဲ့အဆင်ဟုတ်ကဲ့ကျေးဇူးပါဆရာဟုတ်ပြီနော်ဆရာဒီမှာတစ်ကနေကို30တိရှိတယ်အဲ့တော့ poster ကတော့ဟိုကိုရောက်နေအခု poster ကိုတော့နေရာရွှေ့လိုက်ခဏလေးကျွန်တော်တကားလေးရွှေ့လိုက်ပါမယ်နောက်လူတွေရှာလို့လွယ်အောင်ပေါ့နော် poster ကတော့ကျွန်တော်တို့ဘယ်ထဲမှာရှိလဲဆိုတော့ဟုတ်ပြီရတယ် poster ကဒီလိုလေးလုပ်လိုက်မယ်နော်အဲ့တော့ poster ကကျွန်တော်တို့ဒါနံပါတ်6ပေါ့ဗျာဒီလိုလေးပြောင်းလိုက်မယ်နော်အဲ့တော့ poster ကနံပါတ်6ထဲမှာရှိပါလိမ့်မယ်နော် posterဒါ poster ပါเนาะအဲ့ poster ရှိမယ်ပြီးတော့ခုနပြောတယ်ဆရာ poster ကိုအဲ့ထဲမှာဝင်ပြပါကျွန်တော် email နဲ့ကျွန်တော်ပို့ပါမယ်เนาะမကြခင်မှာဘာတွေလုပ်ရမလဲဆိုတဲ့ instruction တွေမနှက်ပြန်မနှက်လောက်မှပဲကျွန်တော်ပို့နိုင်ပါမယ်เนาะဟုတ်ပြီအဲ့တော့ poster ကဒီလိုလေးရှိပါတယ်ဒါဆိုရမလားဗျာဆရာအဆင်ပြေလားဟုတ်ကဲ့အဆင်ပြေပါတယ်ဟုတ်ကဲ့ကျေးဇူးပါဆရာကျွန်တော်ဖုန်းနံပါတ်တွေဘာတွေ email ထဲမှာကျွန်တော်ရေးပြီးပို့ပေးလိုက်မယ်ဆရာတို့လမ်းပြီးဆက်ပါเนาะဟုတ်ကဲ့ကျေးဇူးပါโอเคဒါဆိုရင်ကျန်တဲ့မိတ်ဆွေတွေရောမင်းကျင်တာလေးတွေရှိဦးမလားမရှိတော့เนาะโอเคဒါဆိုရင်ဒီလောက်ပါပဲကျွန်တော်အန်းလိုက်ပါပြီဆရာတို့လိုရာရှိရင်လမ်းပြီးဆက်တွေ့နေเนาะဟုတ်ပြီเนาะဒါဆိုကျွန်တော်ထားလိုက်တော့မယ်เนาะโอเคgood luck ပါဆရာ